အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီဘက်ကျွန်တော်ဒီနေ့မှာတော့မောင်ကျက်ဦးဆိုရဲ့အေးကိုစော်သွားမှာဖြစ်ပါတယ်အဲ့ game ရဲ့နာမည်ကတော့ play or die ပဲဖြစ်ပါတယ်ကဲကျွန်တော်အခုစော်မှာတော့ကျွန်တော်တယောက်တည်းမဟုတ်ပါဘူးကျွန်တော်တငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ဂျူဂျူဘော TV ဆိုရဲ့နေနဲ့နောက်တစ်ယောက်ကတော့ဂျူလီယေဆိုလားပါဆိုလားအဲ့ဟာသူနဲ့စော်သွားမှာဖြစ်ပါတယ်ဒီမှာကျွန်တော်ဒီ၃ယောက်ကကျွန်တော်နဲ့စော်သွားမှာဖြစ်ပါတယ်ကဲအဲ့ဒါဆိုစော်လိုက်ရအောင်ဟိုအခုငါတို့ရောက်နေဖေးနေရလေကွာကျွန်တော်တွားကြည့်မယ်ရှောက်ပြဟိုမှာဟဲ့တက်ပုံလေးပါလားကျွန်တော်တွားကြည့်အောင်မဟဲ့ဘာရဲ့ရောက်မောင်ကျဲဦးပုံလေးဟာဟဲ့ဟိုမှာတော့မင်းဟိုကျဲဦးကစမ်းမကြရတော့မင်းတွားရှုပ်လို့မရဘူးမင်းတတိတာထင်နေဒီမှာဆိုလဲမင်းကျဲဦးကပွဲတော်ရပြီသွားမောင်ကျဲဦးကမင်းပွဲတော်ရပြီသွားကျဲတယ်နောက်တစ်ခုကျဲဦးမိသားစုထင်တာပဲမိုက်တယ်နော်ကျဲဦးမိသားစုတွားရှုပ်လို့တော့မရโอเคကျွန်တော်ပဲသွားမှာနောက်ထပ်ဟိုမှာ step 8ဆိုသွားမယ်တင်နေကဲကျွန်တော်ရောက်နေနေအောင်မြင်းလာဟိုနိုးနဲ့ကောင်မြင်းလာနောက်ကျရလားအေးသွားမယ်โอเคကျွန်တော်ဝင်လိုက်ပဲကွာဟိုကျွန်တော်တငယ်ချင်းတွေနဲ့တူတူဝင့်မဲ့အချိန်ရောက်ပြီးကျွန်တော်ရောက်သွားပြီသူတို့နဲ့ရောက်မရောက်တော့မသိသေးဘူးဟိုရောက်ပြီသူတို့လည်းရောက်လာပြီโอเคနှစ်ယောက်လုံးရောက်လာပါပြီကဲကြည့်လိုက်ရအောင်ဗီဒီယိုလေးကိုကဲကျွန်တော်ဒါတော့ဓာတ်လေကားတဲ့ရောက်နေပြီပေါ့ဘယ်တော့ကျွန်တော်တကယ်ချင်းရောက်နဲ့ချိန်စော်မယ်โอเคကျွန်တော်ဓာတ်လေကားတဲ့မှာလူတွေအကုန်လုံးစုပြုံနေအောင်ရောက်နေတာဘာဆက်ဖြစ်အောင်ဟဲ့ဟိုမှာခန်းကြီးပါလားဟေးကျွန်တော်ခန်းတစ်ခုလေးကိုရောက်သွားတယ်ဟဲ့ကျွန်တော်ခန်းနံပါတ်က3နော်ဘာလို့ပဲမင်္ဂလာနန်းနန်းခင်းလေးပါဘယ်လိုငါ့ရဲ့မိုက်ဆုံးခေးချိုးတော့ကြောက်နေပါပြီဒီလိုထင်အောင်လုံနေနေလေးပဲတက်ရှင်ပြီးထွက်နိုင်မယ်ဒါပေမဲ့တက်ရှင်ပြီးထွက်နိုင်တဲ့သူကစိုးရိမ်အများကြီးနဲ့ခံမှာမဖြစ်ပါနဲ့ဟိုဟာဒါဆိုငါတို့မောင်ကျဲဦးရဲ့ game show ကိုရောက်နေတာပေါ့ oh shit ဟာသူကဒီမှာလူတွေလည်းအများကြီးရှိတယ်ဒီမဲ့ကြည့်အမေလူတွေမှအများကြီးပဲကျွန်တော်ဘာလို့ရမလဲမသိဘူး game show ဆိုတော့ကျွန်တော် game ဆော့ရမယ်ထင်တယ်ကျွန်တော်ထင်တယ်ဒီမှာကျွန်တော်တငယ်ချင်းနဲ့တွေ့တယ်ဒီမှာကျွန်တော် TV တစ်လုံးစီပေးထားအဲ့မှာကြည့်ရမလားမသိဘယ်လိုဆိုခမဲကိန်းကချက်ဖက်လူအောင်မှာပဲဖြစ်ပါလေအော်မှာချက်ဖက်မရတဲ့သူကအောက်ကိုပြုံးချမှာပဲဖြစ်ပါလေနာပဲငါဘောတိုင်းကြည့်လာပဲဟာ3 2 1 goငါတော့ချက်ဖက်တွေလိုက်လို့ရမှာလားဘယ်လိုလုပ်ရမှာဟဲ့ဒီထဲမှာချက်ဖက်တွေရလိုက်တာပဲအိုးရောက်ငါစီကလူဒါပေမဲ့ငါတခုရခဲ့တယ် yes ဒါပဲโอเคပြေးသူတို့လူလို့ရတယ်ထင်တယ်ဂျက်ဘက်ကအားကြောင့်ကျွန်တော်ပြေးနေရမယ်မဟုတ်ဆိုကျွန်တော်စီကလူသွားလိမ့်မယ်โอเคပြေးနေပြေးဂျက်ဘက်မရရဲ့သူတေးပါပဲပြေးထားโอเคပြေးထားဟူးအဲ့လိုသူအောက်ကဟာအဲ့လိုဂျက်ဖက်မရတဲ့သူဆိုပြုတ်ကြရကွာဂျက်ဖက်ရတဲ့သူတွေဆိုသူကအဲ့လိုအပေါ်ပြန်းနေမှာပဲဟူးမိုက်တယ်နော်နောက်ထပ်ဒါဆိုပြီးလားမသိကျွန်တော်မပြီးတော့သေးဘူးငါထင်တာဟုတ်တယ်မပြီးသေးဘူးဟုတ်တယ်ဒီမဲ့နောက်ထပ်ဂျက်ဖက်တွေငါပိတ်ဂျက်ဖက်တွေပေးအောင်ဟိုမှာတခုတွေ့ဒါပဲဟာယူခဲ့လေကွာရပြီဒါပဲဂျက်ဖက်ရပြီဒါပဲဟေးโอเคပြေးတာပရိုဂျူခိုင်ပြေးတာပြေးโอเคတုံးနေတဲ့ဂျက်ဖက်မရသူတွေကတော့သွားပြီဟေးဆိုးဆက်ပဲဟူးပြုတ်ကြပါပြီတယောက်တော့ဒီပဲကျွန်တော်တကယ်ကြီးနေအောင်နဲ့လာတူးတယ်ဒီမှာโอเค yes ဒါပဲငါတို့လုံနိုင်ခဲ့ပြီ you did it ငါတို့လုံနိုင်ခဲ့ပြီ yeah ကျွန်တော်ခန်းလေးကိုပြန်ရောက်သွားပြီနော်ကိုခန်းကိုဟဲ့လူတွေအများကြီးတေးသွားတာပဲမကြည့်လိုက်အောင်အမားကြီးတွေအများကြီးပဲကျွန်တော်နည်းနည်းပဲကျန်တော့အိမ်လေးရဟောကြည့်တာကျွန်တော်တော်သေးကျွန်တော်တကယ်ချင်းတယောက်မှမသိဘူးမိုက်တယ်နော်တော်တယ်ကျွန်တော်တကယ်ချင်းနေကျွန်တော်တက်ဖွဲ့အများနဲ့တော်ရပြီသားဟာနောက်ထပ်လာအောင်ပါလားနောက်တကယ်ရတော့ကျောင်းကလေးလေးကိုပိုက်ထားတဲ့သူကပေါခွဲပြီးတင်းမှာပဲဖြစ်ပါလေဟာ 3 2 1 go
ဟာနောက်တကယ်ကကျုပ်ကလေးလေးပိုက်ထိုက်တော့တေးမှဆိုဘလူးတော့ဟာဟောရဟိုရှိမှစက္ကန့်နေပိုင်နေဟိုမှာသူ့ဟိုမှာကျုပ်ကလေးလေးလာတော့ကထင်တာတော့ဟိုပါမဲပြေးနေရတော့ကျွန်တော်ဒီနေ့မှပုံနေတော့သူတို့မမြင်တော့ဘူးဟိုမှာဟုတ်ပြီကျွန်တော်ဒီနေ့မှပုံနေမယ်ဟိုမှာ2စက္ကန့်1စက္ကန့်ဒိန်တယောက်သေးပါပြီ yes တယောက်သေးပါဟောရတယောက်နဲ့သေးတာနဲ့နိုင်သွားတာဟာကျွန်တော်လူနေလို့ထင်တာပဲယိုကဲကျွန်တော်အိမ်ကိုပြန်ရောက်လာပြီဟိုမစတီကိန်းနဲ့တင်းနေလေးရောက်ဟွာဖြစ်လိုက်တယ်လူများရင်တော့လေအဲ့လိုမျိုးအော်ဒီမှာကျွန်တော်တင်ငယ်ချင်းတယောက်တက်ရှင်သေးရဲ့ဒါပဲ yes ရှင်သူရှင်သေးရဲ့အော်ဒါပဲနောက်ထပ် TV တစ်ခုထပ်လာပြန်ပြီ နောက်တကယ်ကတော့ရောင်းသူပြထားတဲ့နေရာနေရာမှာပဲဖြစ်ပါတယ်မနေမရသူအောက်ကိုပြုတ်ကြမှာပဲဖြစ်ပါတယ်တဖြည်းဖြည်းနဲ့မြန်လာမယ်ဟာ 3 2 1 go ဟာနောက်ထပ်အရောင်တူရေးလိုက်နေရမယ်ဘလူးတော့ဟာအောက်ကရောင်နေနဲ့ဟာဟိုမှာသူ TV ပြရအောင်လိုက်နေရပြီတဲ့ကျွန်တော်ဒီဝါရောင်ဆွဲဟာနေလိုက်ပဲဟိုမှာသူပြထားတဲ့အတိုင်းပဲကျွန်တော်နင်းလိုက်ပဲဘာဖြစ်မလဲမသိဘေးအောက်ကအစူးကြုံနေဟာโอเคဟောသူထပ်ပြအောင်ပါနောက်ထပ်ပါရောင်လေအော်စိမ်းရောင်โอเคရအိုးဘယ်သူမှမသိသေးဘူးအကုန်လုံးတော်ကြတယ်โอเคနည်းနည်းလေးမြင်လာတယ်လို့ပဲပြရအောင်โอเค yes အိုးအောက်ကသွားโอเคဟာနည်းနည်းမြင်လာတယ်လို့ပဲအနီအောင်ဒါပဲကြော့ရှိမှာပဲအကုန်လုံးဘယ်သူမှတော့တရားမှမသိသေးဘူးဟာရဟိုကစတိုင်မိုက်တယ်ဟာဘေးရကဟာရဲ့ပို့မြင်လာတာဟာရှေ့ဦးမြင်တာပန်းအောင်အေးကြော်သေးတယ်သိတော့မလို့โอเคဟာရှေ့ဒီမြင်လာဘာရောင်အိုးအပြာရောင်တော်သေးတယ်ဒီနန်းမှာရှိလို့ပေါ့ရှေ့တွေကိုမြင်လာတာသူတို့ဟာဟုတ်ပြီနောက်ထပ်ဟာဘာမှမသိတော့ဟေးအော်ဒီမှာအပြာရောင်တော်လေးကိုမြင်လာတာဟဲ့တယောက်ရှော့ပါโอ้ยငါနိုင်ပါ yes ဒါပဲ yay နိုင်ပြီကွာဟာကျွန်တော်ဘလူးဘယ်နှယောက်ကြံသေးလဲတော့မသိအော်အများကြီးပဲတော့မရှိရဘူးကျွန်တော်နည်းနည်းပဲရှိတော့လူလေးရရိုးတယ်ဟိုကောင်โอเคကျွန်တော်တကယ်ချင်းနဲ့ကျွန်တော်နေရတော့လွတ်မြောက်သေးရပေါ့ yeah ဖူးဟောရနောက်တကယ်ရတော့ချိုးပြတဲ့သူတွေကကျန်းတဲ့တကောင်တက်မလားလွတ်မြောက်မလားဆိုရွေးဟိုက်လို့ရပါတယ်ဟာ 3 2 1 go ဟာနောက်တကယ်ဘလို့ကြီးလဲဟာဒီပဲအရှိမအများကြီးရောပါဟဲ့အေးမြဘယ်သူထိုးပါဟာရဟိုဘရိုပဲဟောအေးဘရိုကျွန်တော်ပါတော့အော်တက်မလားလွတ်မြောက်မလားဆိုရွေးရမယ်ထင်တယ်ခုနမစ္စတာချက်ဦးပြောပါတယ်လို့ကတော့နော်30စက္ကန့်အတွင်းဟိုလောက်ပါအော်ဒီဘရိုကကျွန်တော်သူ့မတက်နေတယ်ဦးမေကျွန်တော်စာရိုက်ပြီးပို့နေကျွန်တော်တို့အဲ့ဒါကျွန်တော် span လုပ်ပေးတယ် spare လားပါလားမသိလုပ်ပေးလိုက်မယ်လွတ်မြောက်တဲ့ဟာပေါ့ကဲလွတ်တယ်သူကတော့လွတ်သွားပြီဆိုဟုတ်သွားပြီ yeah နောက်တစ်ယောက်ကဟာ what my friend ဟာ no တူဆိုရင်တော့ကျွန်တော်ကီးလို့ပြော span ပဲလုပ်ရမယ် spare ပဲလုပ်ပေးရမယ်သူ yeah okay spare ဘာမှမစင်းစားတော့ spare ပဲခီးတွေပဲမလုပ်ဘူးမကီးဘူးရတယ်ကျွန်တော်ကျန်တဲ့ဟိုကောင်းမတွေပဲကီးနေတာဟောနိုင်သွားပြီလားရောတယောက်မှမသိပဲနဲ့တော့မင်းနိုင်သွားတာဟာကွာဟိုကောင်မကီးချင်ပါလေဆိုနိုင်သွားပြီကွာ
yes okay ဟာဒီမှာကျွန်တော်တကယ်ချင်းလည်းလွတ်မြောက်တယ်ဟာဟာနောက်ထပ်ဘာကြီးဆက်လာအောင်မသိဘူး နောက်တကယ်ကတော့ရိုးရိုးရှင်းရှင်းလေးပဲဖြစ်ပါတယ်။နောင်ဆွဲရမှာပဲဖြစ်ပါတယ်။နောင်မဆွဲနိုင်လို့ကြာရှုံးတဲ့သူကတော့အောက်ကလာဗာကန်နဲ့ကြာပါရရှိပါတယ်။ဟာ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  3、2、1、GO! ဟာရနောက်တစ်ခါနုံဆွဲရမှာလားဟဲကျွန်တော်မဆွဲရလားဟိုဟိုမှာဟိုပေါ်နှစ်ယောက်ဆွဲနေကြပြီဟာရကျွန်တော်နုံမဆွဲရဘူးကျွန်တော်ရေးပြောလိုက်တာဒါပေမဲ့အပေါ်မှာနှစ်ယောက်သားတော့ဆွဲနေကြတယ်ဟိုဆွဲနေကြ share ဆွဲနေကြဟိုကျွန်တော်တကယ်ကြီးနဲ့ပါဝင်ဆွဲနေကြတာဟာဟိုဘယ်သူနိုင်မလဲလှုပ်တာ bro နိုင်ရမယ်လှုပ်တာ yes ဆွဲတာဟိုကောင်းမဘာမှမဟုတ်ဆွဲ share ဆွဲဒါပဲအောက်ကနေအားပေးတယ်နောက်ပြီးကြငါတို့ဆွဲရမယ်ထင်တယ်သူတို့ဆွဲပြီးသွားYeah လှုပ်တာဟေးဒါပဲဟိုကောင်းမပြုတ်ကြရမယ်ယေးဒါပဲနိုင်ပြီကွာဒါပဲယေးကောင်းနေကွာ Yes အော်ကျွန်တော်အိမ်ပြန်ရောက်ဟိုင်းဒါပဲဟာဟာယေးဒီမှာလူတွေမှအများကြီးပဲတည်ပါတော့ကျွန်တော်没有俺这屋里我来接来包，记得没有门路只要到五楼的台他都也配挂，没，该往啥子哈哈哈哈哈哈，ဘာတွေဖြစ်ကုန်ပြီးတော့ဟာရမ်းနေဟောဖြစ်တယ်ကျင်းတယ်ဟာရှောင်းအောင်မလေးသူ့ကျဲဦးဖေးဖေးကြီးရောက်လာပြီဟာ Okay ဟိုငါတို့ကြောက်ခင်းတဲ့လမ်းပေါ့ Oh shit ဒီရဲ့ဟာလက်တဲ့တာသူဖာသားကြီးမလီနောက်ကလေးလိုက်လာပြီဟိုဟိုအောင်တော့ကိုလိုက်တော်သေးရဲ့ကျွန်တော်လိုက်မလားလို့အိုးဘိုင်းဟောအိပ်ပေါ်တက်သွားအိုးလေးစားရအဲ့လိုကြီးပတ်နေဆိုအစီမပြေဘူးယေးခုံဟေးပြန်ဆင်းလိုက်ငါတို့သူ့ဘလူးတက်အမလေးငါနဲ့ကလာပြီပြေတော်သေးတယ် dash ကသုံးလို့ရလို့ပေါ့အေးဟုတ်တယ်ကရတယ်ဟာစူးကျုံနေပါထွက်လာဟေးအောက်ကဟိုကြည့်လာဟေးစူးကျင်နေထွက်လာအိုးခုံလိုက်ပြီဟောရတယောက်ချော်လဲနေပြီဟောဒီလိုက်ကျွန်တော်တို့ရေချော်လဲနေဟဲ့ဘုံနေအိုးဘောင်ဝဲဟာအပိုင်းလောက်အောင်အိတ်ဘုံနေနောက်ကိုလိုက်နေတာဆိုတော့အော်အဲ့လိုဘုံနေယူရမှာလားယူရတော့အော်အိတ်ကောင်ပြရမယ်တဲ့ရောပြစ်လိုက်ပြီကျွန်တော်တို့ပြစ်လိုက်ပြီโอเคသွားတာကျဲဦးဖာတိုင်းလိုက်ပိနေလေးဟာပါတော့အော်ထက်တက်ပြတော့သွားပြမြေကွာအိုးတစ်ချက်ထိပါဟာမလီ damage ကိတ်တယ်ဟာတော်သေးတစ်ချက်နဲ့မသေးလို့Oh shit ခုံOh shit ထက်လိုက်အဲ့ကောင်လမ်းပေါက်ပြီးအဲ့ကြောက်ခဲကတော်တော် damage ကိတ်တယ်နင်စတန်ကတော်တော်ပါရဲ့တော်သေးတယ်ဟိုအကန်ဟန်ရတော့မယ်ထင်တယ် Oh shit ကြောက်ခဲနဲ့လမ်းပေါက်ဘုံကွဲပါလားအားရရေးတဲ့ကိုထွေးခင်နဲ့လာတွေ့နေဇူးဂျူနေထွက်လာပြန်ပြီဟေးရမ်းလိုက်လားအေးပြေ bro ပြေအလိုနေရပဲရှိတော့ပြေထပ်ပြီးရကြောက်ခဲမင်းသားကန်လိုက်ပြီဟာတစ်ချက်ခြေထောက်နဲ့ပြေကန်တာတော့မင်းခြေထောက်ပဲပါမှာခြေထောက်ပဲပါတာဘူးခြေထောက်နဲ့မကန်တော့ဘာနဲ့ကန်ပါခိုး Okay ရိုင်အဲ့ကောင်တဖြည်းဖြည်းချင်းလိုက်လာဟာလုံးပြန်ပြီကွာကျွန်တော်လိုက်လာပြန်ပြီခုံနေသူကထက်ခုံပြန်ပြီ
ဟောမှာဘုံနေရောက်လာနေတာတဲ့ Oh shit စရမ်းမီဘာနဲ့စရမ်းမီနာလဲဟာဟိုရပြီဘုံယူမြင်းယူထုတက်ခါထုတာနောက်ထပ်မလီဟိုဘက်မှာဘုံကဒေါ်သေးတယ်ထုမလီကြောက်ခဲနေထုကခုံရင်တက်လည်းပြစ်လဲနေအလေးကန်ဟန်ရိုက်မချောင်းတော့ဘူးကွာအဲ့ကောင်ချူတော့ကြီးอ่ะမင်း Oh shit အိုးမလီလွင့်ထွားသွားတာဟာမလီချင်းလိုက်လာကန်ချက်ကခိုင်းလွင့်ထွားသွားကန်လိုက်တာ Oh အဘုံနေကြလိုက်ကျော် Oh တယောက်ရှော့သွားဟာကျွန်တော်တကယ်ကြီးရှော့သွားကျွန်တော်တယောက်တည်းပဲရှိရောဟာဘုံယူရော့မထုဒင်းနည်းနည်းပဲကြံတော့တယ် Okay လှုပ်ထားဟိုင်ဒီဘုံကဘာဖြစ်နေအိုမလေးကန်တာမလေးကျန်းနေဟာလေးလွင့်ထွားသွားတာပဲပြေးအလေးနောက်ကဒီလိုက်လာဟိုအလုံးပြန်ပြီးလေးစားကြီးလာအောင်မ Okay မလေးလာပြီအဲ့လေးစားတွေကငါခုံးနေရအလုပ်တလုပ်ဟေ့ဒီကောင်ဘုံနေမြင်လာတော့ဟာဘုံနေရ Okay မြင်လို့ဘုံနေမြင်လို့ကျွန်တော်နောက်ပဲလိုက်တော့တာကျွန်တော်ပဲရှိတော့ဒရက်ဆက်ကိုလိုက်လာတာကြီးကျွန်တော်ဘုံနေကြတာပဲအဲ့ဘုံနေလူတာပဲမလေးကြောင်းခဲထူရမလေးချော်လဲပါကြီးသွားပြီဘုံပေါက်ပြီတဲ့အိုးပေါက်သွားပြီတကယ်အိုးတော်သေးတယ်အကမ်းမခံလိုက်ရတစ်ချက်သူ့ရဲ့တစ်စက်ပဲကျန်တော့တာပြေးမြင်ပြေးဟိုဘက်ကဘုံသွားကောက် Okay ရောထူကောင်ထူ Okay မတလုံးအဲ့တလုံးသွားကောက်အောင်ပဲမြင် Okay ရောထူဒါပဲ Okay ခုံအော်ရခုံနေမလို့တော့ဖေကျွန်နိုင်တော့မယ်ဒါပဲလူမလေးရောက်လာတာအဲ့ကောင် Dash မပေးအိမ်နေမှာတေးလောက်ပြီကျွန်တော် On ဒါပဲနောက်ထပ်ပုံနေထက်လာပြီတော့ပြေးမလေးကြောက်ခဲတယ်မထုပါနဲ့ဘရိုရဲ့မလုပ်ပါနဲ့ဟိုရဘုံသုံးလို့အေးတေးလောက်တယ်ဒါမလေးတစ်ချက်ကန်လိုက်ရင်တော်တော်လွင့်ထွက်ပါ Okay ရောဘုံစားအေးနိုင်ပါပြီဒါပဲနောက်ဆုံးတော့ကျုပ်ဖေကြီးကိုတိတ်နိုင်ခဲ့ပြီ 比我们来屋里瓜，你屋里好，老些都手外过来，别对面闹在，裤衩没有给修奶奶对，没有手起面木建立的瓜，哈哈，又炸了一段来的，哈哈哈哈，我送到面下挖给你。 Just ဒါပဲကွာအားလုံးပဲဒီနေ့ဒီဗီဒီယိုလေးရတော့ဒီလောက်ပါတယ် Bye bye